Taurus ဆိုအမည်ရတဲ့ကားပါစလုံးကားမျိုးစားဖြစ်ပါတယ်ဒီကားကိုအခြေခံပြီးတော့လည်းကားအများကြီးထုတ်ထားပါသေးတယ်ဒါနဲ့ကျွန်တော်ရဲ့ for car page ကောင်းတဲ့ရုပ်ဝင်တွေကို subscribe လုပ်ဖို့လည်းမေ့ကြပါနဲ့ခင်ဗျာဖို့ဟာဒီကားကို generation 60နဲ့မြထုတ်ထားပါတယ်2021 model ပါ engine ကတော့ 115 ကနေ 2.7 EcoBoost ရှိပါတယ်ဒီဟာကတော့ 5 ချက်သို့မဟုတ် 6 ချက် 6 speed manual လို့ automatic gear လည်းရှိပါတယ်ရန်ကောင်းတဲ့ကားတစ်စီးပါ size ကတော့ full size နဲ့ထုတ်ထားပါတယ်တကယ်တော့ full size နဲ့ထုတ်ထားပေမဲ့အရင်ကြီးနေတဲ့ကောင်းမှုပဲတော်တော်ကြည်ကြည်လက်လက်နဲ့တန်မားတဲ့ကားတစ်စီးဖြစ်ပါတယ်သူ့ရဲ့အမည်ကိုလည်းရာသီခဏမဲ့ပေးထားပါတယ်အကြီးဆုံး9ထီးလည်းဖြစ်ပါတယ်တော်တော်ကိုကောင်းတဲ့ဖူးရဲ့ကားတစ်စီးဖြစ်ပါတယ်ဒီကားကိုဖူးကထုတ်ခဲ့ကြပါပြီမြန်မာနိုင်ငံမှာ second generation ကိုဒီကားမတွေ့ရပါသေးရဲ့နည်းငယ်လာတွေ့ရပါတယ်ဒီကားရဲ့ကောင်းခြင်းကိုပြောလို့ရှိရင် engine ကတော့ full ရဲ့ engine ပါနောက်မီးခွက်တွေကိုထိလိုက်သုံးထားပြပါတယ်ရှေ့မှာ project halogen မီးတွေပါပါတယ်ရင်းကိုကောင်းတဲ့ကားတစ်စီးပါရှေ့ရဲ့ကားတစ်စီးလည်းဖြစ်ပါတယ်နောက်ရဲ့ကားလည်းရှိပါတယ်ရှော့ပါရှင်းလို့ဆိုနောက်ရဲ့ကားရနိုင်ပါတယ် all-wheel drive လည်းရှိပါတယ်အတွင်းခန်းကို leather ကောင်းကောင်း material quality ကောင်းကောင်းနဲ့ဖွဲ့စည်းထားပါတယ်အတွင်းခန်းဒီဇိုင်းနဲ့ခြိုက်မှုတွေရွေးချယ်နိုင်ပါတယ် brake ကလည်း10 မျိုးကျော်ရှိပါတယ်ဒီအတွင်းခန်းကတော့ရိုးanalog အတွင်းခန်းပါဒါကတော့ full ရဲ့ short version ဖြစ်ပါတယ်ဒီအတွင်းခန်းကတော့12ဘက်မှတက်လာတဲ့အတွင်းခန်းဖြစ်ပါတယ်ဒူဘိုင်းကိုတွင်နေတဲ့ကားလည်းဖြစ်ပါတယ်ဈေးနှုန်းအနေနဲ့ပြောရလို့ရှိရင်ဒေါ်လာ2000ခွဲကနေ9400နီးပဲရှိပါတယ်ဈေးပေါ်တဲ့ကားလို့ပြောရတယ်ဒါကတော့တွေ့မှထုတ်တဲ့ full ရဲ့ Chang'an Full ကုမ္ပဏီကထုတ်ဆင်ပေးတဲ့ full ပါဒါ short version ကားဖြစ်ပါတယ်ဒါကတော့သူ့ကားဈေးနှုန်းပါခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ